အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် Lily Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ Adobe After Effects နဲ့ပေါ့နော်ကျွန်တော် Tag Animation လေးတစ်ခုကိုကျွန်တော်ဖန်တီးပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တူတူလိုက်ကြည့်လိုက်ရအောင်ဟုတ်ကဲ့ကျွန်တော်တို့ After Effects တွေကိုသွားပါမယ် After Effects ထဲမှာကျွန်တော် New Composition ကို click တစ်ချက်နှိပ်မယ်ပြီးရင် Okay ပေးလိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဒီမရှိရဲ့ TI ကိုလေးတစ်ချက်နှိပ်ပါမယ် Subscribe မှာ click တစ်ချက်ထောက်ပြီးတော့ကျွန်တော်ရည်ချင်တဲ့စာသားကိုဒီထဲမှာရေးပေးလိုက်ပါတော့ဟုတ်ပြီအပြီးရနဲ့သူ့ကိုကျွန်တော် site ကြီးမှာဖြစ်ပါတယ် layer ကိုတစ်ချက်လာပြီးတော့ click နှိပ်မယ်သူ့ကို site ကြီးဖို့အတွက်ဘေးကနေပြီးတော့အလိုမျိုးလေး share ပေးလိုက်ပါပေါ့နော်ကျွန်တော်လည်းကျွန်တော်နေထားလေးရရင်သူ့လွှတ်ပေးလိုက်မှာဖြစ်ပါတယ်align မှာလာပြီးတော့ကျွန်တော်တို့ရဲ့ align ရွှေ့လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ layer မှာသူ့ကို auto trim ကိုနှိပ်ပေးလိုက်မယ်ပြီးသွားရင် okay ပေးလိုက်ပါမယ်အဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ layer လေးကအခုဆိုလို့ရှိရင်သူ့ auto select မှတ်နေပါမယ်ပြီးသွားရင်သူ့ကိုကျွန်တော်တို့ effect မှာဒီအောက်ဆုံးမှာပေါ့နော်ဒီကောင်လေးပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်test layer ကိုပြောင်းပေးလိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့စာသားလေးကိုတစ်ချက်ပြောင်းပေးလိုက်မယ်ပြီးသွားတာနဲ့ကျွန်တော်တို့ဒီမှာလိုချင်တဲ့အဖက်ကိုရွေးထည့်လို့ရပါတယ်ကြိုက်တဲ့အဖက်ပေါ့နော်ကြိုက်တဲ့အဖက်ကိုရွေးထည့်လို့ရပါတယ်ဟုတ်ပြီအမှပြီးသွားပြီဆိုရတယ်ကျွန်တော်တို့ဒီမှာသူ့ကို glow အဖက်ထည့်ပါမယ် glow အဖက်မှာကျွန်တော်တို့ရှင်းနေမယ်ကျွန်တော်တို့ဒီအစမှာသူ့ကိုနည်းနည်းလေးဝါပေးလိုက်ပါတော့ဟုတ်ဒီအဲဆိုရင်ရပါပြီသူ့ကိုကျွန်တော် animation ပေးမှာဖြစ်ပါတယ် animation ပေးဖို့အတွက်ကျွန်တော်တို့ဒီမှာ start office ကိုတစ်ချက်ရွေးလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့မှာ100 ရာခိုင်နှုန်းကိုပြောင်းတင်လိုက်မယ်ကျွန်တော်ဒီမှာကိုပေးချင်တဲ့ minute ပေါ့နော်ကျွန်တော်ဒီလောက်စက္ကန့်မှာကျွန်တော်တို့သူ့ကို0ပြန်ထားလိုက်မယ်ဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ effect လေးတစ်ခုရလာမှာပဲဖြစ်ပါအဲဆိုရင်ကျွန်တော် break ကြီးอ่ะဒီလိုပုံစံလေးရလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီထဲမှာလည်း effect တွေအများကြီးရွေးချယ်လို့ရပါတယ်ကျွန်တော်တို့မနီယိုဆိုလဲအဲ့လိုမျိုးပါပဲသူ့ကို glow မှာကျွန်တော်တို့ site ကိုရွှေ့ပေးလိုက်ရင်ကျွန်တော်တို့နီယို site လေးကဒါမျိုးလေးဖြစ်လာပါပြီအခုကျွန်တော်တို့ဒီမှာ export ထုတ်ပေးလိုက်ရုံပါပဲဘာလို့လဲကျွန်တော်โอเคကျွန်တော်ဗီဒီယိုလေးကိုပြီးဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုမျိုးဒီပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်အများအားတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ page လေးကို like and subscribe လေးလုပ်ပေးတော့ပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်